ထိတ်တန့်အဆင့်တောရိုင်းရွှေရောင်ငါးပုံနာတစ်ကောင်ဟာဒီလောက်ရွယ်စားထီရှိနိုင်တဲ့ဒါရွှန်ဖားကန်ယူခဲ့စမ်းတစ်နှစ်3 4ကီလို100ရှိတဲ့ရွှေရောင်ငါးပုံနာတစ်ကောင်ပါအကိုတွန်းကင်တထေးချင်းကကီလို250လိုချင်တာမဟုတ်ဘူးလားကျွန်တော်တို့ကတကောင်နဲ့မိတာလေအလေးချိန်မပြေတော့သူပေးထားတဲ့စရံငွေသိန်း20ပြန်ပေးရတော့မှာပေါ့တော်ဆန်းဒါရွှန်ဒါကိုတေချာမှတ်ထားပင်လေစာလောကမှာရွှေရောင်ငါးပုံနာဆိုရင်အောင်စတိုင်းဟာဈေးနှုန်းကို30ဆမြောက်ပေးတယ်တာမန်ငါးပုံနာတွေကိုအလေးချိန်နဲ့ရောင်းပေမဲ့9ကီလိုကျော်တဲ့ကောင်တွေကိုတော့ပင်လေပြင်ရဲ့ရွှေလို့ခေါ်တယ်တထေးချင်းကမျက်နှာပွင့်ဖို့အတွက်တာမန်ငါးမြောက်များကီလို250လိုချင်နေဆိုတာသူကအစစ်မမီသေးလို့ပဲအသက်ရှင်နေတဲ့ဒီကီလို100ရွှေရောင်ငါးပုံနာကတကဘာလုံးမှာတကောင်နဲ့ရှိတာသိန်း20မပြောနဲ့ချင်းရဲ့အဲ့ဒီပတ်စံနဲ့ဆိုဒီငါးရဲ့အကျေးကုန်တစ်ခုတွေတောင်ဝယ်လို့မရဘူးဒါဆိုဒီငါးကဘလောက်တန်နိုင်လဲသိန်း50လားအနည်းဆုံးသိန်း100ဈေးဆက်မဆန်တဲ့တက်မကိုအဆုံးထိလက်စိတ်ကန်းကိုပြန်မယ်မနှက်ဖြန်မနှက်အစောကြီးမှာစိတ်ကန်းတစ်ခုလုံးနဲ့စူတာဟိုင်ရဲ့အတုံးမကြတဲ့ကောင်တွေမျိုးလုံးပြူသွားစေရမယ်ဒီပင်လေရဲ့တကယ်ဘယင်ကဘသူလဲဆိုတာသူတို့မြင်စေရမယ်အားလုံးပဲကြည့်လိုက်ကြစမ်းဒါဟာ professional ရေရင်စုရဲ့စွမ်းအားပဲရွှေရောင်ငါးပုံနာမတွေ့ခဲ့ပေမဲ့ဒီကီလိုတောင်းချီတဲ့ငါးတွေဟာသိန်း1000ကျော်တန်ဖိုးရှိတယ်တစ်ဆက်တန်ပဲဆက်နဲ့စုပ်ပြတ်တက်နေတဲ့လေတစင်းနဲ့ပင်လေတဲ့အသေးခံဖို့ထွက်သွားပြီးအခုထိပြန်မလာသေးတဲ့တချို့လူတွေလိုမဟုတ်ဘူးတေးကြတယ်ငါးစာဖြစ်သွားတော့ပြီမင်းညကကျေတာရာဒီတက်တာဘယ်နဲ့ဖျားမှဒဏ်ရာမရပဲလွတ်မှာမဟုတ်ဘူးအဲ့ဒီလင်းတွန်ကင်ကကိုတိတ်အထင်ကြီးလွန်းလို့ဒါကသူ့အပြစ်ပေးမှုပဲအကိုတွန်ကင်စိတ်ကန်းပြန်ရောက်ပြီးမသက်ဆိုင်တဲ့လူတွေဖဲကြစမ်းအကုန်လွင့်သွားမယ်ဒီလောက်អော်နေတော့ရောဘာထူးမှလဲတင်းမောရေမြုံမြင်းကိုကြည်ဦးပေါ်ပါနေတာပဲရေမော်တမြင်အောင်မိလာဖို့မရဘူးကျင်းအားမင်းကိုငါကတိပေးခဲ့တယ်မလားမင်းကိုဒီပင်လယ်မှာအလေးစားရဆုံးအမျိုးသမီးဖြစ်စေရမယ်လို့ဖျားရည်အဲ့ဒါတောက်ကနေတဲ့ရွှေတုံးတွေပဲအဲ့ဒါငါးတကောင်ပဲလူတယောက်ထက်တောင်ကြီးသေးတဲ့ရွှေရောင်ငါးကြီးပဲအဲ့ဒါဒနာရီလာကျင်100လေးတဲ့ရွှေနဂါးငါးပဲဖျားရည်ဒီရွယ်စားဆိုအနည်းဆုံးကီလို100ရှိမယ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒီလောက်အဆင့်ရှိတဲ့တောရိုင်းငါးပုံနာကအခုထိဘယ်လိုရှိနေအောင်မှလဲအတူကြီးပါသေးကြတယ်အဲ့ဒါပုံစံတူအကောင်ပဲပလတ်စတစ်ငါးနဲ့ဘသူ့ကိုလာလိမ့်မလို့လဲဒါတထေးလင်းကျွန်တော်ကမျက်နှာပွင့်ယုံတင်ရွှေရောင်ငါးပုံနာကီလို250ပဲလိုချင်ခဲ့တာဒါပေမဲ့မင်းကပင်လေရဲ့အသက်ရှင်နေတဲ့ကြောက်ဖြစ်ရုပ်ကျွင်းကြီးကိုယူလာပေးတာပဲတထေးချင်းဒီငါးက102ကီလိုခွဲရှိတယ်ရေထဲကနေအသက်ရှင်လျက်ဆယ်ယူနိုင်ခဲ့တာမင်းလိုချင်တဲ့တာမန်ငါးစိတ်အပိုင်းကီလို250ကိုမရခဲ့ပေမဲ့ဒီတကောင်လေးတင်အကောင်1000စာတန်ဖိုးရှိတယ်ဈေးနှုန်းကြောင်းတော့မပြောနဲ့တော့သိန်း20ဆိုတာသူ့အတွက်စော်ကားရာရောက်တယ်တထေးလင်းကျွန်တော်သိန်း120လက်ငင်းငွေသားကိုချက်ချင်းလွှဲပေးမယ်ဒီငါးကိုဖွင့်ပွဲအတွက်ပြည်နယ်မြို့တော်ကိုယူသွားမယ်ဒါဟာငါစီးပွားရေးရဲ့ယတနာဖြစ်လာလိမ့်မယ်တထေးလင်း300တန်ပင်လေကူးငါးဖန်းတင်မောကြီးကိုသိန်း100လက်ငင်းအပြက်ချေလိုက်တာလားဖျားရည်အကိုတွန်ကင်ဒီချန်လုံးတင်မောကြီးနဲ့ဆိုရင်သမုတ်တရားလေးစင်းလုံးကိုဘာမှမဟုတ်တလို့ဖြတ်ကူးနိုင်ပြီဟဲအကိုတွန်ကင်သိန်း100နဲ့တင်မောဝယ်တာကအစပြုံးမှုပဲရှိသေးတာပါဒီနေ့ကျွန်တော်ကပြည်နယ်စားတောက်ကုန်အသင်းကိုစားကြီးမားတဲ့လက်ဆောင်တစ်ခုလာပေးတာပါလာမယ့်3နှစ်အတွင်းမှာပြည်နယ်တွေကကျင်ငါးပွင့်အဆင့်ရှိဟိုတယ်80ရဲ့ပင်လယ်စာထောက်ပံ့မှုအားလုံးဟာခမားရဲ့ချန်လုံးပေါ်မှာပဲတည်နေလိမ့်မယ်အဖေအဲ့ဒါတကယ်ပဲလင်းတွန်ကင်လားသိန်း100ဂျော်ဒန်နဲ့တင်မောကြီးပါလားသူကျွန်တော်တို့အိမ်မှာရှိတုန်းကတစ်လမှ3000ပဲရတာလေအခုကျတော့သိန်း5000လုံးတန်နဲ့စာချုပ်ရှိနေပြီငါ့ကိုလွတ်အဲ့ဒါငါရောက်ခမှာပဲအဲ့ဒီသိန်း5000ကငါတို့မိသားစုပတ်စံဆုံးပြူတွန်ကင်ဒီကိုပြန်လာခဲ့တွန်ကင်ငါရဲ့တားမှတ်ကောင်းကြီးအဖေအိုမင်းပြီးတွေဝေသွားခဲ့တာအဖေမျက်စိကန်းခဲ့တာစုမိသားစုစီပြန်လာခဲ့ပါချင်းအားသမီးတို့2ယောက်လုံးပြန်လာခဲ့ကြပါပြန်လာဖို့သဘောတူရင်တွန်ကင်ကိုစုမိသားစုရဲ့အိမ်တော်ဦးစီးတောင်လုပ်ခွင့်ပေးမယ်တထေးစုမင်းတို့ကငါဘဝကိုတစ်လ3000နဲ့ဝယ်ယူခဲ့တဲ့အဲ့ဒီနေ့ရက်တွေအတွက်ငါအလုံးလောက်ပေးဆက်ပြီးသွားပြီးအခုအချိန်မှာငါဟာမင်းတို့လက်လန်းမမီနိုင်တဲ့နေရာကိုရောက်နေပြီးငါအဖေကစုချံကိုပဲအထင်ရှားပတ်လိုက်တဲ့ကငါအတွက်တော့တေဆုံးသွားခဲ့ပြီးတွန်ကင်တင်မောပေါ်တက်ရအောင်အရင်ကငါ့ကိုကပ္ပရက်ပါသားမက်လို့ခေါ်ခဲ့ကြတယ်ငါ့ကိုအယူလို့ခေါ်ခဲ့ကြတယ်ဒါပေမဲ့ဒီနေ့ကစပြီးဒီတင်မောနဲ့ဒီပင်လေပြင်ကိုငါပြောပြမယ်ဘသူကဘယင်လဲဆိုတာ